ကဲမျိုးတို့အားလုံးပဲမင်္ဂလာပါခင်ဗျာနော်တူဒီနိုင်တဲ့ channel မှာနေတို့သာကြုံလိုပါတယ်ဒီနိုင်တဲ့ channel ကို like and subscribe လေးနေပြီးတော့လည်းအားပေးကြပါနော်ပြီးခဲ့တဲ့အခုဒီတစ်ပတ်စာကိုဒီတစ်ပတ်စာ20ရက်10လ2025မှာ24ရက်10လ2025အထိပေါ့နော်အဲ့ဒီဟာလေးတစ်ပတ်စာအတွက်လေးမချပြခင်မှာပြီးခဲ့တဲ့တစ်ပတ်တော့အောင်မြင်မှုလေးတွေပြန်ကြည့်မယ်ပေါ့ခင်ဗျာအောင်မြင်မှုလေးပြန်ကြည့်မယ်ဆိုတာဘာဖြစ်လို့လဲဆိုတော့ဒီဘက်မှာလည်းဘာအားတာလဲဘာအားနေတယ်ဘယ်ဟောင်းကစားရမယ်ဆိုတာလေးတွေသိရအောင်လို့ပေါ့နော်ကျွန်တော်ဘက်ကရှင်းပြပေးမယ်ခင်ဗျာဒီ formula လေးတွေကျွန်တော်ကိုင်းတဲ့ formula လေးတွေကြည့်ကြည့်နော်ပြီးခဲ့တဲ့အပတ်ကပေါ့နော်တင်ထားတဲ့ video file လေးကိုဒါဝင်ကြည့်အားပေးနိုင်ပါတယ်ခင်ဗျာနော်အဲ့ဒါမှဒါဝင်ကြည့်လိုက်ပါကျွန်တော်ဒီဘက်တော့တတ်မတင်တော့ဘူးခင်ဗျာနော် formula လေးကိုတော့တတ်မတင်တော့ပါဘူးအခုကျွန်တော်ပြောချင်တာပြီးခဲ့တဲ့အပတ်တုန်းကဆိုရင်ဒီမှာထိတ်ဆုံးကတပတ်စာ share ပတ်တီးပေါ့နော် share စာလို့ပတ်တီးရတော့နောက်ပိတ်ဆုံးနေမှာထွက်တယ်ခင်ဗျနောက်ပိတ်ဆုံးနေပါဘောနော်တောက်ကြနေမှာထွက်သွားတယ်တောက်ကြနေမှာထွက်သွားတဲ့အတွက်အမျိုးတို့မျိုးမရနိုင်ကြဘူးပေါ့နော်ဒါပဲနဲ့အရှုံးတော့မရှိပါဘူးခင်ဗျကျွန်တော်ပေးတဲ့ခဏကျွန်တော်သိပါတယ်ကျွန်တော်ပေးတဲ့ခဏကျွန်တော်သိတယ်ပေါ့နော်အဲ့ဒါလေးရတစ်ချက်ထားလိုက်ပါအဲ့ဒါလေးထားလိုက်ပါပြီးတော့ကျွန်တော်အရင်ဆုံးပြောချင်တာကအင်္ဂါနေ့မှာပေါ့နော်ထွက်သွားတာ14ရက်ပေါ့နော်14ရက်2025မှာထွက်သွားတာဆိုရင်တိပရိတ်ပေါ့နော်ပရိတ်ကိုလိုက်ကစားနေတဲ့လူတွေလည်းတိပရိတ်ပါတယ်ပေါ့နော်ညနေဆောင်မှာထွက်သွား83နောက်ပြီးတော့မနက်ပိုင်းမှာကျတော့235ပရိတ်ဆိုပြီးတော့ထွက်တယ်ပေါ့နော်အဲ့မှာနေမယ်ပရိတ်နှစ်ခုထွက်တယ်ခင်ဗျတရက်ထဲမှာပဲပရိတ်နှစ်ခုထွက်တယ်ပေါ့နော်83ပေါ့နော်ညနေဆောင်က83မနက်ပိုင်းက23ပေါ့နော်အဲ့လိုမျိုးလေးထွက်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီပရိတ်လိုက်ကစားနေတဲ့လူတွေကတော့အဆင်ပြေသွားနိုင်မှာခင်ဗျအဲ့ဒီတရက်ထဲမှာလေးပေါ့နော်နောက်ပြီးတော့တစ်ပတ်စာ share မွေး9ခွက်ပေးထားရတာမှာလည်းအဲ့ဒီနေရာတစ်ခွက်ပါသွားတယ်ပေါ့နော်အဲ့ဒါပြီးသွားတော့နောက်နေ့ကျတော့နောက်နေ့တွေမှာခွန်9ဆိုပြီးတော့တစ်ခါပြန်ထွက်တယ်ဗျနော်နှစ်ပရိတ်ပါပဲဒီမှာပရိတ်က3ခုဖြစ်သွားတယ်ပေါ့နော်ပရိတ်4ခုပေးထားတဲ့နေရာမှာတစ်ခုပဲကြံတယ်ပေါ့နော်ပရိတ်တစ်ခုခွန်ပရိတ်တစ်ခုပဲကြံနေခဲ့တယ်မွေးပြော်တယ်ပေါ့နော်မွေးပြော်တယ်ကစားလို့ပြောတယ်ပေါ့နော်ပရိတ်လေးခုပေးထားရင်တစ်ပတ်စာလုံးမှာပရိတ်လေးခုပေးထားရင်စစမြဲကစားလို့ရတယ်တစ်ပရိတ်ဆိုရင်ပြီးကြတဲ့ဘက်ကတစ်ပရိတ်ဆိုရင်3ချိန်လောက်ထွက်တယ်ပေါ့နော်အဲ့လိုမျိုးပရိတ်ပြန်နေရှိတယ်ခင်ဗျအဲ့ဒါလေးတော့သတိထားမယ်နော်ဒီပရိတ်ကထွက်ပြီးသားမလို့လွတ်လိုက်ရမယ်တော့အဲ့လိုမျိုးမဟုတ်ဘူးခင်ဗျဟိုကပြန်ပြီးရန်ထားဖို့တော့လိုတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ပြောချင်တာကဒီမှာတပတ်စာရှယ်မွေးခွေပေးထားတဲ့ထဲမှာလည်းရှယ်မွေးခွေဆိုရင်၄ကိုပေါ့နော်၄ကို9လေးဆိုနှခါပြန်တနေ့တည်းပေါ့နော်2ချိန်စလိုက်ထွက်တယ်ခင်ဗျနော်ဒီဟာလည်းအောင်မြင်တယ်လို့ပြောရပါဘောနော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်အခုကျွန်တော်ရဲ့အမျိုးတို့ရှင်းပြချင်တာကြတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ပြီးထားတာတပတ်စာဆိုတော့အများကြီးဖြစ်နေခင်ဗျအများကြီးဖြစ်နေအဲ့အကုန်လုံးလိုက်ကစားရမှာဆိုတော့အဲ့လိုမျိုးမဟုတ်ဘူးခင်ဗျကိုနှစ်သက်ရတခုပေါ့နော်ပါတီကိုကစားခြင်းတဲ့လူကပါတီကိုကစားနိုင်ပါတယ်ပါတီကိုကစားနိုင်ပါတယ်ပေါ့နော်ပါတီကိုတက်နိုင်မယ်ဆိုရင်ပါတီကိုကစားနိုင်ပါတယ်ပါတီကတော့ကျွန်တော်ချပေးတဲ့ပါတီကတစ်ပတ်ကို2ကြိမ်လောက်တော့တွက်နေမှာခင်ဗျာနော်2ကြိမ်ကတော့အနည်းဆုံး2ကြိမ်ကတော့ကစားမှာပဲပေါ့နော်နောက်ပြီးတော့အဲ့ဒီပါတီကအစောကြီးထွက်ရင်လည်းနောက်ထပ်ပါတီတစ်လုံးကိုကျွန်တော်ထပ်ပေးပါမယ်ခင်ဗျာနော်အဲ့လိုမျိုးနောက်ပြီးတော့တပတ်သာ share မွေးခွေကစားတဲ့လူပါလေအဲ့လိုမျိုးပေါ့နော်တစ်ခုဆိုတစ်ခုစစမြဲကစားပါအခွေကိုကစားခြင်းလည်းဆိုအခွေကိုကစားပါပေါ့နော်နောက်ပြီးတော့ break ကစားခြင်းတဲ့လူပါလေ break ဆိုရင် break ကိုပဲ free line ကိုပဲကစားပေါ့နော်ကိုကဝမ်းချင်းတစ်လုံးရှိရင်ဒီမှာ break 4ခုပေးထားရင်အဲ့ဒီ break တွေနဲ့ကပ်ပြီးတော့ထိုးပေါ့နော်အဲ့လိုမျိုးလေးပေါ့ခင်ဗျအဆင်ပြေအောင်ကစားကြပါပြီးသွားရင်ရှစ်ကိုတပတ်စားတော့ဗောနော်ချေမွေးခွက်က9ခွက်ပေးတာ9ခွက်ပေးတာပြီးတော့ပတ်ကတော့တစ်ခွက်ပဲထွက်တယ်ဗောခင်ဗျနော်ဟိုဘက်တော့ကြိုးစားပေးထားပါတယ်နေတိုင်းကနန်းနေကိုလည်းနေတိုင်းမှာနေတိုင်းတင်ပေးမယ်ပေါ့နော်နေတိုင်းကနန်းနေကိုလည်းနေတိုင်းတင်ပေးမယ်အချိန်နဲ့တပြေးညီပေါ့နော်တခါတည်းကျကျွန်တော်မအားနေကြတော့ထပ်နေကုန်တာပေါ့နော်တနေ့ကုန်တာကိုကျွန်တော်တင်ပေးမယ်ကနန်း6ခွက်ကိုတနေ့ကုန်ကစားလို့ရအောင်လို့ကျွန်တော်တင်ပေးထားမယ်အားရင်တော့ပေါ့နော်မနက်တစ်ချိန်ညနေတစ်ချိန်ကျွန်တော်တင်ပေးမယ်ခင်ဗျကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးတွေများများနှိပ်ပြီးတော့အားပေးချမယ်ပေါ့နော် subscribe လုပ်ထားတဲ့လူကတော့ like လေးတွေပေးပြီးအားပေးကြပါပေါ့နော် like လက်မလေးပေးမယ်အသေးလေးတွေပေးပြီးတော့အားပေးကြပါ comment မှာလည်း
ကိုသိကျင်တာလေးတွေကိုရေးနိုင်ပါတယ်ခင်ဗျာပေါ့နော်ပြောခါပါပေါ့နော်ဟုတ်ကဲ့ပါအခုဒီလာမယ်20ရက်10လ2025မှာ24ရက်10လ2025အထိပေါ့နော်အဲ့ဒီခဏန်းနေရာဆိုရင်ပြည့်ဒီမှာပါခင်ဗျမာအဲ့ဒီခဏန်းရဆိုရင်ဘယ်လိုမြင်အောင်ကြားကြည့်ပါခင်ဗျာကြားကြည့်ပါဒီမှာပေါ့နော်တပတ်စာဇာတို့ပတ်တီဆိုရှယ်ပတ်တီဆိုရင်တစ်ပေါ့နော်တစ်ပတ်တီပါတပတ်စာဇာတို့ပတ်တီရတစ်ပတ်တီပါတပတ်စာရှယ်မွေးခွေရတော့1 3 6 8ဘူးပါခွေပေါ့နော်အဲ့ဒါကတော့မွေးခွေပါအပူပါခွေရမှာပါဇာနာရှင်အပူပါထဲကစားပါခင်ဗျာနော်နောက်ပြီးတော့တပတ်စာရှယ်ပရိတ်တွေရတော့1 3 5 9ပေါ့နော်ပရိတ်ပါ1 3 5 9ပရိတ်ပါပေါ့နော်အဲ့ဒါကိုဒီပရိတ်ကိုကစားတဲ့လူရတတိထားမှာပရိတ်ပြန်လာတတ်တယ်ပေါ့နော်1 3 5 9ပရိတ်မှာပရိတ်ပြန်လာတတ်တယ်အနည်းဆုံးကတော့2ကြိမ်3ကြိမ်ကတော့အဲ့ဒီထက်ရပရိတ်တွေကတော့တွက်မှာပါခင်ဗျနောက်ပြီးတော့ကိုယ်လုံးမိုင်တစ်လုံးရှိတာတို့အဲ့လိုမျိုးဆိုရင်အဲ့ဒီပရိတ်ကလေးတွေပေါ့နော်ကိုထိုးတဲ့ကနန်းထဲမှာဟိုပရိတ်ကလေးတွေထည့်ထိုးပါပေါ့နော်ဟုတ်ကဲ့ပါအဲ့ပရိတ်လေးနဲ့တွဲပြီးတော့ထိုးပါပေါ့နော်အဲ့ဒါလေးကြီးပြောချင်ပါတယ်ပြီးတော့တပတ်စာရှင်းမွေးကနန်း5ခွက်ကတော့1 5 6 5 6 5နှစ်အဲ့ဒါကိုစားတူအားထိုးပါခင်ဗျာနော်ဟုတ်ကဲ့ပါပြီးသွားရင်ဒီမှာ20ရက်10လ2025အတွက်နေကုန်အတွက်ပေါ့နော်ဒီမှာကျွန်တော်အကြိုက်ဆုံးကနန်း3ခွက်ကိုကျွန်တော်ရေးထုတ်ပေးထားပါတယ်အဲ့ဒါကတော့အကြိုက်တူကစားကြပေါ့နော်ဒါတော့နေတိုင်းအနေနဲ့ကျွန်တော်ထုတ်ပေးလိုက်တာပါကျွန်တော်အကြိုက်ဆုံးကတော့ခွန်လေးဆိုတဲ့ကနန်းကိုကျွန်တော်တော်တော်ကြိုက်တယ်ခင်ဗျာနော်ခွန်လေးကိုတော့ကျွန်တော်တော်တော်ကြိုက်တယ်နော်ဟုတ်ကဲ့ပါကျွန်တော်အကြိုက်တူမှာကစားပါနော်ကျွန်တော်ရုံကြည်နဲ့ကိုနှစ်သက်ရပါနော်တစ်မျိုးကိုကစားအောင်နော်တစ်မျိုးကိုပဲကစားပါခင်ဗျပတ်တီကိုကစားခြင်းနဲ့ဆိုရင်ပတ်တီတစ်မျိုးတည်းကိုပဲကစားပါအခုဒီမှာမွေးခွေကိုကစားခြင်းနဲ့ဆိုမွေးခွေကိုကစားပါမွေးခွေအောင်မြင်ပြီးလို့နောက်ထပ်ကစားခြင်းနောက်တစ်မျိုးကိုထပ်ကစားပါနော်နောက်ပြီးပရိတ်ကစားခြင်းနဲ့လူကလည်းဒီမှာဒီပရိတ်ကိုပဲကစားပါတန်တဲ့ဟာကိုမစော့နဲ့ပေါ့နော်ဒီဟာအောင်မြင်ပြီးတော့မာကိုစော့ခြင်းဒီပြဟာကိုစော့ဒီမှာမွေးကနန်းကိုကစားခြင်းနဲ့လူကတော့ဒီမှာမွေးကနန်း5ခွက်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အကုန်လုံးလုံးလုံးလိုက်ကစားနေဟာကွက်တွေရှိနေလိမ့်မယ်ပေါ့နော်အကြရင်ပေါက်တော့ပေါက်တယ်ပေါက်ရှုံးနေဖြစ်ကြတယ်အဲ့လိုမျိုးလေးတွေကိုအပြန်ကြားနေရလို့ပေါ့နော်ကျွန်တော်စေတနာနဲ့ပြောပြတာပါဆရာလုပ်တာတော့မဟုတ်ပါဘူးဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လုပ်မပေးပြီးအားပေးကြမယ်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးပဲတေချာရှင်းရင်းလေးမြင်ရနိုင်မယ်လို့ထင်ပါတယ်ခင်ဗျာတကယ်လို့မရှင်းလားရှင်းရင်လည်း comment မှာဝင်ပြီးတော့မေးနိုင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော် comment မှာစပြန်ပြီးပါမယ်ရောပိုင်းပြန်ပြီးပါမယ်နောက်ပြီးတော့ကိုကစားလို့အောင်မြင်တဲ့အကြိုက်ကြရင်လည်း comment မှာကိုရဲ့ပေါက်ကြီးလေးတွေဝင်မှန်းခဲ့ပါခင်ဗျာနော်ကျွန်တော် channel လေးကိုလည်း like subscribe လေးများနှိပ်ပြီးအားပေးပါ share တက်တဲ့လူကတော့ share ပြီးတော့အားပေးကြပါနော်အများကြီးများရအောင်လို့ပါကျွန်တော်စေတနာနဲ့တင်ပေးတာပါဟုတ်ကဲ့ပါကျွန်တော်ရဲ့စေတနာလေးကိုဒီမှာပြုတဲ့အနေနဲ့ပေါ့နော်like subscribe လေးများလုပ်ပြီးအားပေးကြပါပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေချောမေးကြပါစေဟောမြင်မှုများလည်းညောင်များရရှိကြပါစေအားလုံးကျေးဇူးပါခင်ဗျာ